အပြင်ပန်းကြည့်ရင်တော့ဒီလူဟာတာမန်ရုံးဝန်ထမ်းတစ်ယောက်နဲ့တူပါတယ်။နက်ကတိုင်ကိုတည်တက်အောင်စီးထားပြီးအလုပ်သွားနေတဲ့သူဟာတကယ်တော့သွေးရည်တဲ့လူသက်သမားတစ်ယောက်ပါ။သူအလုပ်လုပ်တဲ့ကုမ္ပဏီဟာတာမန်တတုကုန်သွယ်ရေးကုမ္ပဏီအမည်ခံထားပေမဲ့တကယ်တော့အခကြေးငွေယူပြီးလူသက်ပေးတဲ့လှုပ်ဝက်ခိုင်းကြီးတစ်ခုဖြစ်ပါတယ်။သူ့နာမည်ကဂျီဟောင်းတို့သူဟာဒီအလုပ်မှာ15နှစ်ကျော်ကျင်လည်ခဲ့ပြီးတခါမှတာဝန်မပြတ်ကွက်ခဲ့ဘူးပါဘူး။ဒါပေမဲ့သူ့ရဲ့ထူးချွန်မှုတွေကပဲသူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေကိုမနာလိုဖြစ်စေပြီးအထက်လူကြီးတွေကိုစိုးရိမ်စိတ်ဝင်စေခဲ့ပါတယ်။ဒီနေ့မှာတော့သူတို့ဟာဟောင်းတို့ကိုအစဖြောက်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကသူတို့ဘဝအတွက်အကြီးမားဆုံးအမှားဖြစ်လာမယ်ဆိုတာသူတို့မသိခဲ့ကြပါဘူး။ဇလန်းအစမှာဟောင်းတို့ဟာရဲတွေစောင့်ကြပ်နေတဲ့အဆောက်အဦတွေကိုကင်ချီဘူးတဲလာတဲ့ပိုးဆောင်ရေးသမားအဖြစ်ဟန်ဆောင်ဝင်ရောက်ခဲ့ပါတယ်။ဓာတ်လေကားထဲမှာရဲတွေရဲ့အနိုင်ကျင့်မှုကိုခံခဲ့ရပေမဲ့သူဟာဘာမှတုံ့ပြန်ခြင်းမရှိဘဲသူ့ရဲ့ပြစ်မှတ်ရှိရာကိုပဲအာရုံစိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာပြစ်မှတ်ကိုအောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။ဟောင်းတို့နဲ့အတူဒီတာဝန်ကိုထမ်းဆောင်ခဲ့တဲ့လူငယ်လေးဂျိုးဟွန်းဟာအလုတ်တင်တယောက်ပါတာဝန်မပြီးခင်မှာသူတို့နှစ်ယောက်စကားပြောခဲ့ကြပါတယ်။ဟွန်းကသူ့ရဲ့အိမ်မက်ဟာပတ်စံအများကြီးရှာပြီးအသက်40မှာအနားယူဖို့ဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့ကုမ္ပဏီရဲ့စီကံအရတာဝန်ပြီးရင်အလုတ်တင်ကိုတက်ပြစ်ရမှာပါ။ဟောင်းတို့ဟာသူ့ရဲ့စိတ်ထဲမှာတခါမှမဖြစ်ဘူးတဲ့တနာစိတ်တွေဝင်လာပြီးဟွန်းကိုမတက်ဘဲလွှတ်ပေးလိုက်ပါတယ်။တာဝန်ပြီးဆုံးသွားတဲ့နောက်မှာဟောင်းတို့ဟာဒဏ်ရာရနေတဲ့ဟွန်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိပါတယ်။ဟွန်းကသူ့ရဲ့စုဆောင်းထားတဲ့ပတ်စံတွေကိုသူ့မိသားစုစီပေးဖို့တုံ့ရင်နေတဲ့အတန်နဲ့တောင်းဆိုခဲ့ပါတယ်။ဟောင်းတို့ဟာကုမ္ပဏီရဲ့တွေးတဲ့စီကံတွေကိုသိနေပေမဲ့ဒီတစ်ချိန်မှာတော့သူ့ရဲ့လူသားဆန်မှုကိုဦးစားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာအထက်လူကြီးတွေကိုဟွန်းကိုတက်ပစ်လိုက်ပြီလို့လိန်ညာပြီးသတင်းပို့ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဟောင်းတို့ဟာအငိမ့်စားယူသွားပြီဖြစ်တဲ့သူ့ရဲ့အမခံဆရာသမားဟောင်းစီကိုတွားရောက်အကြံဉာဏ်တောင်းခဲ့ပါတယ်။ဒါပေမဲ့ဆရာဖြစ်သူကတော့လူသက်သမားဆိုတာအလုပ်ပြီးရင်ပြတ်သားရမယ်တည်သွားတဲ့သူတွေနဲ့ပတ်သက်မှုမထားရဘူးလို့သတိပေးခဲ့ပါတယ်။ဒီအလုပ်ဟာဝင်ရလွယ်ပေမဲ့ထွက်ရခက်တဲ့ကျိန်စာတင်နေတဲ့အလုပ်တစ်ခုဖြစ်နေတာကြောင့်ပါ။ဟောင်းတို့ဟာဟွန်းရဲ့အိမ်ကိုရောက်သွားတဲ့အခါမှာတော့စိုးသွမ်းနေတဲ့လူငယ်တစုနဲ့အရင်ဆုံးတိုးခဲ့ပါတယ်။သူဟာတာမန်ရုံးဝန်ထမ်းလိုဝတ်ထားပေမဲ့ခဏအတွင်းမှာပဲအဲ့ဒီလူငယ်တွေကိုပညာပေးလိုက်ပါတယ်။အဲ့ဒီမှာတင်ဟွန်းရဲ့ညီမလေးနဲ့အမေဖြစ်သူမီယွန်းနဲ့စတင်ဆုံးတွေ့ခဲ့တာပါ။ဟောင်းတို့ဟာဟွန်းစုထားတဲ့ပတ်စံတွေကိုသူ့မိသားစုစီတွားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟွန်းရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့သူမမျှော်လင့်ထားတဲ့လူတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။အဲ့ဒါကတော့ဟွန်းရဲ့အမေမီယွန်းပါ။မီယွန်းဟာဟောင်းတို့ငယ်ငယ်ကအရန်အားကြခဲ့ရတဲ့အဆိုတော်ဟောင်းတစ်ယောက်ဖြစ်နေပါတယ်။ဒီတွေ့ဆုံမှုကဟောင်းတို့ကိုတာမန်ဘဝတစ်ခုရဲ့အရာတာကိုစတင်တောင်းတမိစေခဲ့ပါတယ်။ဟောင်းတို့ဟာမီယွန်းနဲ့နီးစပ်လာပြီးသူမရဲ့ကော်ဖီဆိုင်လေးမှာအချိန်ဖြုံးရင်းပျော်ရွှင်မှုကိုရှာဖွေလာပါတယ်။ဒါပေမဲ့ကုမ္ပဏီကတော့သူ့ကိုမျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။သူ့ရဲ့ပြိုင်ဘက်ကြောင့်တေးဟာဟောင်းတို့ရဲ့အမားတွေကိုလိုက်ရှာနေပါတယ်။ကုမ္ပဏီကဟောင်းတို့ကိုသူ့ရဲ့အထက်လူကြီးဟောင်းဖြစ်သူချင်းကိုတတ်ဖို့အမိန့်ပေးပြန်ပါတယ်။သူဟာအလုတ်ထွက်စာကိုအိတ်ထဲထည့်ပြီးကုမ္ပဏီကိုနောက်ဆုံးအကြိမ်ပြန်သွားပါတယ်။ဒါပေမဲ့ဒါကအလုတ်ဆင်းဖို့မဟုတ်ပဲအားလုံးကိုအပြတ်ရှင်းဖို့ပါသူယုံကြည်ခဲ့ရတဲ့ဆရာသမားကတော့သူ့ကိုသစ္စာဖောက်ပြီးရန်သူနဲ့ပူးပေါင်းသွားတဲ့အခါမှာတော့ဟောင်းတို့ဟာဘသူ့ကိုမှမညှတာတော့ဘူးဆုံးဖြတ်လိုက်ပါတယ်။နောက်ဆုံးမှာတော့သူဟာဥက္ကဋ္ဌကိုရင်ဆိုင်ရပါတယ်။ကထာတေးဆုံးသွားပြီးတဲ့နောက်မှာဟောင်းတို့ဟာဟွန်းကိုဒီညစ်ပတ်တဲ့လောကထဲကနေထွက်သွားဖို့နဲ့ညီမလေးကိုကောင်းကောင်းစောင့်ရှောက်ဖို့မှာကြားခဲ့ပါတယ်။ဟောင်းတို့ဟာကုမ္ပဏီအဆောက်အဦတွေကိုလက်နက်အပြည့်အစုံနဲ့ဝင်ရောက်လာပါတယ်။လာသမျှလူသက်သမားအားလုံးကိုသူတယောက်တည်းအပြတ်ရှင်းပစ်ခဲ့ပါတယ်။
ရဲတွေဝိုင်းထားတဲ့အဆောက်အဦအပြင်ဘက်ကိုဟောင်းတို့ဟာဒီတရိုင်နဲ့ထွက်လာပါတယ်။သူငယ်ငယ်ကဒီအလုပ်ကိုပတ်စံရခြင်းလို့အတက်တရောလျှောက်ထားခဲ့တဲ့ပုံရိပ်ကိုပြန်မြင်အောင်ရင်းနောင်လာတွေနဲ့ဇလန်းကပြီးဆုံးသွားပါတယ်။